2016 ဇွန်လ 19 ရက်နေ့မှာကြာရောက်မဲ့အမေတော်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းပါလိုက်ပါတယ်။အမေရဲ့82နှစ်ပြည့်မွေးနေ့မှာစ၍ကိုစိတ်နှပြကျမ်းမာချမ်းသာပါစေ။ခေအာနာရှင်ရဲ့မတရားဖိနှိပ်မှုလက်အောက်မှာလည်းအမြန်ဆုံးလွတ်မြောက်ပါစေ။အမေကချစ်တော်အမေကိုချစ်တော်ပြည်သူများနဲ့လည်းအမြန်ဆုံးပြန်လည်ဆုံပေးနိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့82နှစ်မြောက်မွေးနေ့မှာငြိမ်းချမ်းခြင်းလွတ်လပ်ခြင်းနဲ့ပြန်လည်ဆုံတွေ့ရမယ့်နေ့ရက်များနီးကပ်လာပါစေလို့ဆုတောင်းပေးပါတယ်။မွေးနေ့မှာစိတ်ချမ်းသာကိုယ်ကျန်းမာ၍အားအင်ကြီးနဲ့ရှေ့ဆက်နိုင်ပါစေ။ဘလို့ခက်ခဲတွေကြုံရပါစေ။ယုံကြည်ချက်နဲ့ယက်တီခဲ့တဲ့ခြေလှမ်းများဟာလူလူအတွက်အားအင်တစ်ခုဖြစ်ဆက်လက်တည်ရှိနေနိုင်မယ်လို့ယုံကြည်ပါတယ်။ အမေတော်ဆန်းစုကြည်လူထုကောင်းဆောင်ဟာအသက်82နှစ်ပြည့်နှစ်မှာကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ဘေးကင်းလုံခြုံစွာနဲ့အများဆုံးပြန်ထွက်လာပါစေလို့ဆုတောင်းပါတယ် Happy birthday ပါအမေစု82နှစ်မွေးနေ့မှာကျမ်းမာပျော်ရွှင်ပါစေချုံအောင်ပေးမှာပဲအများဆုံးလုပ်ကင်းပြီးတော့အမေစုလှုပ်ချင်သောအလုပ်တွေကိုကျမ်းမာပျော်ရွှင်စွာလုပ်ဆောင်နိုင်ပါစေချစ်သူခင်သူတွေနဲ့လည်းပျော်ရွှင်စွာလက်တွဲပြီးတော့နာဂတ်ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုဖော်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်အမေစု၏82နှစ်ပြည့်မွေးနေ့မှာစ၍နောက်နှစ်ပေါင်းများစွာတိုင်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံ၍ချုံအောင်မှအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းကျွန်တော်တို့မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ထောက်ဌာနအလဲပိုင်းစစ်ဒေသမှစုမုံကောင်းတောင်းပေးပါရခင်ဗျာ19ရက်6လ2026ရက်နေ့မှာကြာရောက်မယ်အမေစုရဲ့82နှစ်ပြည့်မွေးနေ့မှာစ၍မတရားဖန်ဆီးချုပ်နှောင်ခံရခြင်းမှာအမြန်ဆုံးလွတ်မြောက်ပါစေကျမ်းမာတက်ရှိပြီးအမေစုချစ်ရတဲ့ပြည်သူတွေနဲ့အမြန်ဆုံးပြန်လည်ဆုံတွေ့ရပါစေအမေစုဗမာလဲအမေစုဖန်ဆီးခံရတာ9နှစ်ရှိပြီအမေစုတက်ရှိချင်းရှားရှိနေသေးရဲ့လားအမေစုတက်ရှိချင်းရှားရှိနေသေးကြောင်းပြည်သူလူထုကိုခိုင်လုံတဲ့သက်သေနဲ့ချပြပေးပါဖာစီကန်ကာလာစလို့ကျွန်တော်တို့ရဲ့လူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုအကျဉ်းသားတယောက်ရဲ့အနေဆုံးအခြေခံရပိုင်ခွင့်ရှိတဲ့မိသားစုဝင်တွေနဲ့ရှင်းနေတွေကိုလုံးဝတွေ့ခွင့်ပေးခဲ့ပါဦးအများပြည်သူကိုလည်းအမေစုရဲ့အကြောင်းသိဖို့မြင်ခွင့်လုံးဝမပေးခဲ့ပါဘူးဒါကြောင့်တယောက်စုအနေနဲ့အမေရဲ့လက်ရှိကျမ်းမာရေးလုံခြုံမှုရှိမရှိအခြေအနေကိုပြည်သူများသိအောင်တက်တဲ့ထောက်ထားနေကွာအမြန်ဆုံးချပြပေးပါအသက်ရည်က82နှစ်ဆိုတဲ့ကာလကိုရောက်ရှိလာပါပြီအသက်ရည်ကိုမင်းလာပြီဖြစ်တဲ့ငြိမ်းချမ်းရေးကောင်းဆောင်တရားသူတို့ရဲ့အချိန်များစုကိုပြည်သူတွေအတွက်ဒီမိုကရေစီရေးစတိုင်းနဲ့လှုပ်လာခဲ့တဲ့ကောင်းဆောင်တရားကိုတေလားရှင်လားဘယ်သူမှတီးကိုမပေးပဲဆောင်းလောင်ထားရတော့တဲ့အထိဒီမိုကရေစီစစ်ကိုကြောက်ရွံ့နေကြတဲ့ဆီယနာရှင်အပေါင်းတို့ပြည်သူကောင်းဆောင်အမေစုအသက်ရှင်လျက်ရှိကြောင်းအမြဲဆုံးနဲ့ချက်ချင်းတက်တည်ပြပေးပါမေစုနဲ့တကွာမတရားဖန်ဆီးခံရသူအားလုံးကိုညံသုံးတွင်ကြမရှိလွတ်ပေးပါ